ဒီယိုလေးကတော့1388မြန်မာနှစ်သစ်ကူအပြောင်းလဲမှာတနင်္ဂနွေသားသမီးများအတွက်ကျွန်တော်ကတဲတော်ပိုင်းကဆိုတော့အခုခါပုံမူတိကျတော့အဖြစ်များရရတဲတော်နဲ့လီနိုမန်ကတ်လေးများကိုပေါင်းပြီးတော့ general reading လုပ်ပေးလိုက်ပါတယ်နှစ်သစ်မှာတနင်္ဂနွေသားသမီးတွေကစိတ်ဆက်နေတတ်ပါတယ်စိတ်တူလွယ်နေတတ်ပါတယ်ဒါကိုသတိထားပြီးဖို့အထူးမှာကြားချင်ပါတယ်အလုတ်ကင်နဲ့စီးပွားရေးမှာနယ်ပယ်တော်တော်များများကိုလုတ်ကင်နိုင်ခြင်းနယ်ပယ်များ၍လူပေါင်းစုံနဲ့ဆက်ဆံရခြင်းမိမိကိုယ်တိုင်ကိုကဒီနှစ်မှာစိတ်ဆက်လွယ်နေတာကြောင့်အတိုက်ခိုက်တွေများနေတတ်ပြီးတော့အမြင်မတူတာတွေလည်းရှိနေတတ်ပါတယ်ပြောမယ်ဆိုရင်အလုံးမှာစိတ်ရှုပ်စရာလေးတွေနဲ့ရုန်းကန်ရတယ်ဆိုတဲ့နမိတ်လက္ခဏာလေးကိုတွေ့ရှိနေရတာပါဒါပေမဲ့ပျော်ရွှင်မှုလေးတွေတော့ရှိနေပါတယ်ဒီလိုနယ်ပယ်ဆုံးအမြင်မတူအတိုက်ခိုက်တွေကမိမိအောင်မြင်မှုကိုတွန်းပို့ပေးနေတာဖြစ်ပါတယ်အဓိကဒီနှစ်မှာမိမိကိုယ်တိုင်ဖန်တီးတည်ဆောက်ထားတဲ့မိမိအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်ရရင်အတိုက်ခိုက်တွေရှိတယ်အမြင်မတူတာတွေရှိတယ်မိမိကိုပုံမူတိုးတက်စေပြီးတော့ပျော်ရွှင်မှုနဲ့အောင်မြင်မှုစီတို့တွန်းပို့ပေးနေတယ်လို့ဖြစ်နေပြီးတော့အိမ်မက်တွေအကောင့်ထဲပေါ်ပေးနိုင်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒါအပြင်ငွေကြေးဥစ္စာဘိုင်းမှာပြည့်စုံကြွယ်ဝခြင်းနမိတ်ပါပဲဒါတွေကြောင့်မိမိကိုယ်ကိုယုံကြည်မှုပုံမူရှိမှဖြစ်ပြီးတော့မိမိအတွက်လည်းဂုဏ်ယူရမယ်နှစ်တစ်နှစ်အဖြစ်နမိတ်ရရှိနေပါတယ်ငွေကြေးနဲ့ပတ်သက်ရင်စာချုပ်စာတမ်းမရှင်းမလင်းတာသတိပြုပါဂတိကဝတ်တွေမပြတ်မသားဖြစ်တတ်တာလည်းသတိပြုရမယ်အချက်ဖြစ်လို့ဒီနှစ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မပြတ်သားတာလေးတွေတော့ရှိနေတတ်ပါတယ်မိမိကိုယ်ကိုသတိထားဆင်ခြင်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်ကျမ်းမာရေးကတော့အထူးပြောနေစရာမရှိပေမဲ့ဖုံးကိုအာယုံပြုတ်ပြီးတော့ကားမောင်းတာလှေကားအတက်အဆင်းအနှိမ့်အမြင့်အတက်အဆင်းတွေကိုသတိထားပေးဖို့လိုတယ်လို့မှားကြားခြင်းပါတယ်ဒါအပြင်ထူးထူးခြားခြားကျမ်းမာရေးမှာအလားပါနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိကိုဖိတ်ကြားတာပွဲတက်တာမျိုးတွေကြုံတွေ့ရမယ့်နှစ်တစ်နှစ်အဖြစ်နမိတ်တွေ့ရှိနေရပါတယ်ထင်မှတ်ဖတားပဲနဲ့ဟောပြောရတာတွေပါရှိတတ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ဒီနှစ်သစ်ကူအချစ်ရေးကတော့အချစ်ရေးအိမ်တော်ရေးကတော့တတိထားရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်နှစ်ဦးသားအတူတူသွားနေတဲ့လဲမှောက်တက်တဲ့နမိတ်လက္ခဏာလေးဖြစ်တဲ့အတွက်တဦးနဲ့တဦးထင်ရှားဆိုင်လှုပ်တက်တာတွေမကြာခဏရံဖြစ်တာတွေရှိနေပါမယ်တဦးကိုတဦးဝင်ဆွတ်ဖက်ခြင်းကြောင့်ခွဲခွာရတာလေးလည်းမြင်ရပါတယ်စင်ငယ်တွေကတော့အချစ်ရေးကိုစိတ်ဝင်စားသေးဘူးငါဘဝထဲမလာပါနဲ့အောင်ဆိုပြီးတော့တကားပိတ်ထားကြတဲ့နမိတ်လက္ခဏာလေးလည်းတွေ့မြင်နေရပါတယ်ပညာရေးမှာစိတ်မပါတာဟိုလိုဒီလိုနဲ့အချိန်ကုန်တာစိတ်မရှိတာတွေအခြေအနေတွေကတည်ငြိမ်မှုမရှိတဲ့အခြေအနေဖြစ်နေတာမျိုးတွေကြောင့်အထူးစူးစမ်းဖို့လိုအပ်ပါတယ်လို့ကဏ္ဍအလိုက်အသေးစိတ်ပြောကြားပေးထားပါတယ်အခုလိုမျိုးတဲရိုးနဲ့လီနိုမန်ကတ်တွေနဲ့အသေးစိတ်တွက်ချက်ပြီးတော့ consulting တိုင်ပင်ဆွေးနွေးမှုယူခြင်းနဲ့ဆိုရင် personal reading အတွက်တဦးကို2900ကျပ်ဖြစ်ကျွန်တော်ကိုဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်